လောကမှာကြီးပွားတိုးတက်ခြင်းရဲ့အဓိကအကြောင်းအခြေခံအကြောင်းဟာဘာလဲ38ပြာမင်္ဂလာထဲမှာဟောထားတာရှိတယ်လေအသေဝနာသဘာလနာပဏိတနိသသေဝနာဆိုဆက်ဆံရေးကစပြီးအဓိကထားတာပေါ့ပေါင်းရမဲ့လူနဲ့မပေါင်းရမဲ့လူဒီနှစ်ခုကအရေးမကြီးဘူးလားသိကိုအရေးကြီးတယ်တဲ့ကိုလူဘဝမှာအောင်မြင်တိုးတက်ဖို့အတွက်ဘဝခရီးကိုဖြောင်းဖြောင်းတန်တန်ရှောင်လန်းနိုင်ဖို့အတွက်ဆက်ဆံရေးအသိရေးလူဆိုတာ society ထဲမှာနေတဲ့တတ္တဝါမျိုးဖြစ်တဲ့အတွက်ကြောင့်အပေါင်းနဲ့အသင်းနဲ့ဒီလိုနေတာကိုအဲ့လိုနေတဲ့အခါမှာအပေါင်းအသင်းဟာသိအရေးကြီးတယ်ပေါ့အပေါင်းအသင်းကြောင့်လည်းကောင်းသွားနိုင်တယ်အပေါင်းအသင်းကြောင့်လည်းထိခိုက်နိုင်တယ်ပေါ့မကောင်းတဲ့လူနဲ့ပေါင်းတဲ့အတွက်ကြောင့်မကောင်းတဲ့ဟုတ်လားအပုံနဲ့ထွက်တာပေါ့ကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်ကောင်းတဲ့ရင်ကျွဲတာပေါ့မြတ်စွာဘုရားကရှင်းရှင်းလေးဥပမာပေးထားတာ